နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခါဖတ်ပြချင်တာလေးကတော့စာရေးသူစိတ်ကြွအောင်ရေးသားထားတဲ့ထောင်မင်းသားအံပွားကြောက်ဖားနဲ့မရဏကျိုးစင်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်။ဒီဝတ္ထုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ဖို့မြတ်တမ်းရက်ခံပါရစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း notification ခေါင်းလုံးလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ထောင်မင်းသားအံပွားကြောက်ဖားနဲ့မရဏကျိုးစင်တိတ်ဆိတ်ငြိမ်သက်နေသောအချိန်တိုက်ခန်းလေးထဲသို့ဝင်ရောက်လာနေသောထောင်မူးလေး၏ဖနက်တံတမန်တလင်းနှင့်ထိခတ်မိစဉ်ပေါ်ထွက်လာသည့်ခြေတံဖြစ်သည်ကျိုးတိုက်ခန်းလေးထဲဝဲနေ့လယ်ပိုင်းအချိန်ထမင်းစားတောက်ပြီးတရေတမောအိပ်ပျော်အနားယူနေကြ၏ဒါကြောင့်မြည်သည့်အတန်းများမကြရပဲတိတ်ဆိတ်နေခဲ့ခြင်းဖြစ်ပါသည်ထောင်မူးလေးဦးဆောင်ပြီးကျိုးတိုက်ခန်းအမှတ်ရှိအခန်းရှိသို့ရောက်သောအခါခြေတံရက်သွားပြီးနောက်ဟမ်ထောင်မူလေးကချောင်းဟန်တံပြူလိုက်သောကြောင့်အခန်းထဲကွက်ပြစ်အနေလေးပေါ်တွင်တင်ပြခွေထိုင်ပြီးစိတ်ပတိစိတ်နေသောကျိုးသမားအောင်သူကိုတွေ့မြင်ရသည်ခဏအကြာမိမိပြုဝဲသောပရိကံများကိုပြုလုပ်ပြီးတိုက်ခန်းဘဝစီသို့တည်ငြိမ်စွာရှောက်လန်းလာ၏အံပွားသူ့ကိုတရားရုံးတော်ကပေးပို့လာတဲ့စာအိတ်လေးပေးလိုက်ပါထောင်မူလေးလက်ထဲမှာစာအိတ်နီလေးကိုယူပြီးအံပွားကကျိုးသမားအောင်သူထံလက်ဆင့်ကမ်းပေးလိုက်၏ကျိုးသမားအောင်သူကမိမိထံပေးလာသောစာအိတ်အနီလေးကိုဖြင်းညင်းစွာဖွင့်ဖောက်ကြည့်လိုက်ပြီးတည်ငြိမ်စွာဖတ်ရှုကြည့်နေ၏စာကိုဆုံးအောင်ဖတ်ရှုနေပြီးမျက်နှာတစ်ချက်ပြတ်သွားပြီးနောက်ဒါဆိုကျွန်တော်တင်ထားခဲ့တဲ့နောက်ဆုံးအဆင့်အတနာခံစာကိုပယ်ချလိုက်ပြီပေါ့နော်ဟုတ်တယ်အောင်သူမင်းရဲ့အယူခံရှုံးသွားပြီကွာဒါဆိုဘယ်တော့လောက်ကြိုးပေးစီရင်ကြမှာလဲလက်ပြန်ကမနဲ့စောစောအာယုံတက်ချိန်မှာပဲဗျာကျိုးသမားအောင်သူတယောက်ထောင်မူလေးထံမှတုံ့ပြန်အဖြေကိုကြားလိုက်ရသောကြောင့်ထိတ်လန့်တုန်လှုပ်စွာဖြင့်အာမေရိတ်တန်ထွက်သွား၏မိမိဘဝအသက်ရှင်နေထိုင်ရန်ယနေ့တနေ့တာပဲရှိပါတော့လားဆိုသည်ကိုနားလေသဘောပေါက်သွား၏ဟုတ်တယ်အောင်သူငါတို့အနေနဲ့တရားရုံးတော်ကချမှတ်ပေးတဲ့အမိန့်အတိုင်းချက်ချင်းအရေးယူဆောင်ရွက်ရမှာမဟုတ်ပါကျွန်တော်ကုသိုလ်ကံကလည်းစိုးလာကြည်လားဗျာဘလို့ပဲဖြစ်ဖြစ်တရားနဲ့သာဖြေပါကွာဒီတော့အခုချိန်မှာမှားကြားစရာရှိရင်မှားကြားပါလိုအပ်တာဖြည့်ဆည်းပေးဖို့အသင့်ပဲကျွန်တော်လိုတေးရွာသွားရမယ့်လူအတွက်ဘာမှထူးထူးမမှားကြားလို့တော့ပါဘူးတခုပဲတောင်းဆိုပါရစေဘာများလဲအောင်သူဖြစ်နိုင်မယ်ဆိုရင်ပေါ့ဆရာဟောဒီကျွန်တော်နေ့စဉ်တိုင်းမပြတ်မကွက်စိတ်လာနေတဲ့ဒီသိမ်ဝင်ပတိလေးကိုကျိုးစင်ပေါ်မှာကျိုးပေးမဲ့အချိန်လက်ထဲမှာကင်ဆွဲပြီးစိတ်ခွင့်ပြုဖို့ပါပဲဟာစိတ်ချဒီအတွက်ဆရာတာဝန်ယူဆောင်ရွက်ပေးပါမယ်အဲဒီနောက်ထောင်မူးလေးကမင်းငေါ့ပြလိုက်သဖြင့်ထောင်မင်းသားအံပွားကြောက်ဖားသည်ကျိုးတိုက်တန်တကားကိုဖွင့်ပြီးအခန်းထဲဝင်သွား၏ထောင်မင်းသားအံပွားကြောက်ဖားကထုံးစံအတိုင်းပေါင်ချိန်ဆက်ကလေးကိုချပေးလိုက်ပြီးကိုအလေးချိန်ကိုချိန်လိုက်သည်ပြီးမှပေကျိုးဖြင့်ကိုခန္ဓာအရက်အမြင့်ကိုတိုင်းထွာနေသည်ရင်းတို့အလေးချိန်ချိန်တွဲခြင်းပေအရှိတိုင်းထွာခြင်းများပြုလုပ်ပြီးတိုင်းထောင်မင်းသားအံပွားကြောက်ဖားကအော်ပြီးစည်ရင်ပေးသည်ကိုထောင်မူလေးကမတ်စုစာအုပ်ပေါ်တွင်လိုက်လံရေးမှတ်ယူရ၏ဤကဲ့သို့ကျိုးသမားတယောက်၏ခန္ဓာကိုယ်အလေးချိန်ကိုချိန်တွယ်ရခြင်းအရက်အနေအမြင့်တိုင်းထွာရခြင်းမှာကျိုးမပေးမီလိုအပ်သည်များကြိုတင်စီစဉ်ထားနိုင်ရန်ဖြစ်သည်အကျဉ်းထောင်လက်ဆွဲဥပဒေအရကျိုးပေးစီရင်ခြင်းခံရမည့်အလေးချိန်နှင့်ကျိုးပေးရာတွင်အသုံးပြုမည့်မနီလာကျိုးအရွယ်စားကိုအောက်ပါအတိုင်းပြဋ္ဌာန်းထားလေသည်ကိုခန္ဓာအလေးချိန်ပေါင်100အောက်ကျိုးအရှည်10ပေ6လက်မပေါင်120အောက်9ပေ6လက်မပေါင်140အောက်9ပေပေါင်160အောက်10ပေ6လက်မပေါင်180အောက်10ပေအမှန်တော့ဤသို့ပြုလုပ်ရခြင်းမှာမကြမီကျိုးပေးခံရမည့်ကျိုးသမားအောင်သူအတွက်အလုတ်ကြီးဘက်ရှိလက်သမားဌာနတွင်ခေါင်းတလတစ်လုံးကြိုတင်ဆက်ထားရန်နှင့်အသုံးပြုမည့်မနီလာကျိုးအရှိကိုကျိုးကျစ်ဌာနမှကြိုတင်ကျစ်ခိုင်းထားပြီးကျိုးဆက်အောင်စီစဉ်ထားနိုင်ရန်ဖြစ်သည်ကိစ္စများအလုံးစီစဉ်ဆောင်ရွက်ပြီးသွားသောအခါထောင်မူလေးသည်တိုက်တန်တကားကိုလုံခြုံစိတ်ချစွာပိတ်ခိုင်းပြီးတောကလောက်ကိုခတ်ထားစေ၏ယခုကဲ့သို့ကျိုးသမားတဦးသည်မိမိမှာတေတံစီရင်ခြင်းခံရတော့မည်ကိုသိရှိသွားသောအခါစိတ်ချောက်ချမှုဖြစ်ပေါ်ခံစားလာရပြီးစိတ်ဖောက်ပြန်ကတက်တည်ခြင်းအမှုကိုဆောင်ရွက်တတ်ကြ၏ဒါကြောင့်ထောင်မူလေးကထောင်မင်းသားအံပွားကြောက်ဖားကိုတေချစွာဂယုစိုက်စောင့်ကြက်ကြည့်ရှုထားရန်တူတူတိတ်တိတ်မှကြားထားခဲ့ပြီးအလုတ်ကြီးဘက်သို့စီစဉ်စရာရှိသည်များစီစဉ်ထားနိုင်ရန်ထွက်သွားခဲ့လေသည်ဤသို့မှကြားထားခဲ့ရခြင်းမှာကျိုးသမားများ၏စိတ်အနေထားကို
အံပွားကြောက်ဖားကအတွေးကြုံရှိနေသည်ကိုသိနေသောကြောင့်အနီးကပ်ကြည့်ရှုနိုင်ရန်ဖြစ်ပါ၏ကျိုးသမားများကိုကြိုးပေးစီရင်ရသည့်အခါများတွင်များသောအားဖြင့်ထောင်မင်းသားအံပွားကြောက်ဖားကိုသာတာဝန်ပေးလေရှိသည်ကျိုးသမားများကိုကြိုးပေးသည့်တောင်မောင်းတံဖြုတ်ချခိုင်းသည့်တာဝန်ကိုအံပွားကြောက်ဖားအားတာဝန်ပေးလေရှိပါသည်ရင်းတို့ကြောင့်တောက်အံပွားဟူ၍ထောင်သားအများစုကခေါ်ဝေါ်သုံးဆွဲခဲ့ကြသည်ဘလို့လဲကိုအောင်သူစိတ်ဆင်းရဲဒုက္ခရောက်နေပြီလားဘယ်တက်နိုင်ပါမလဲဗျာကံကြမ္မာကဖန်လာနေပြီဆိုတော့တရားနဲ့သာဖြေပါဗျာဟုတ်တယ်ကိုအံပွားကျွန်တော်ဘွားကနေဝင်ချိန်ရောက်နေပြီအခုလိုကြုံတွေ့တော့တခုလောက်မေးပြရစီဗျတခြားတော့မဟုတ်ပါဘူးခမရဒီကျိုးတိုက်ခံထဲမှာရှိနေကြတဲ့ကျိုးသမားတွေကိုကျိုးပေးစီရင်ရတဲ့အခါတိုင်းတောင်မောင်းတံဖြုတ်ပေးရတဲ့သူဆိုတော့တကယ်တော့ခမရနဲ့ဘာရန်ညိုးရန်စားမှမရှိတဲ့လူကိုတောက်ဖြုတ်ချလိုက်ချိန်မှာစိတ်ထဲမှာဘယ်လိုမျိုးများခံစားရလဲတကယ်တော့ကျွန်တော်လိုထောင်ကျနေတဲ့အကျဉ်းသားကထောင်အာဏာပိုင်တွေရဲ့အမိန့်ပေးစေခိုင်းမှုပေါ်မှာတာဝန်ကျေအောင်ဆောင်ရွက်ပေးရတာပါသူတို့ပေးတဲ့တောက်ဖြုတ်ကအခကျင်းငွေကိုမမောလို့မဟုတ်ပါဘူးဘဝတူအကျဉ်းသားချင်းပေါ်စာနာစိတ်တော်ဖြစ်မိတာပေါ့ဗျဒါကြောင့်ခမရကထောင်ထဲမှာတောက်အံပွားပွဲရတဲ့အပြင်ထောင်မင်းသားအံပွားကြောက်ဖားဆိုပြီးနာမည်ကြီးနေခဲ့တာကိုခမရကအထက်လူကြီးတွေအမိန့်ပေးစေခိုင်းတဲ့အတိုင်းတတဝေမတိန်လိုက်နာဆောင်ရွက်ပေးခဲ့တာပေါ့ဒီလိုဆောင်ရွက်ခဲ့လို့လေထောင်အာဏာပိုင်တွေကသဘောကျနှိမ့်ချိုက်နေမှာပေါ့ဒါနဲ့ခမရကရောဘာမှုနဲ့ထောင်ကြတာလဲကျွန်တော်ကရာဇဝတ်လူဆိုနှမည်ကြီးတပြားဘူကြီးပါဗျာဟုတ်တယ်ကျွန်တော်ကတပြားဘူဟောင်တယောက်ပါဓမြတိုက်လူသက်မှုနဲ့တေတံကြခံခဲ့ပြီးမှအယူခံနိုင်သွားလို့တသက်တကြွပြောင်းလဲသွားခဲ့တာထောင်ထဲမှာနှစ်သက်ကြာလာတော့ကျွန်တော်လှုပ်ဆောင်ချက်တွေကိုသဘောကျခဲ့လို့ထောင်မင်းသားတယောက်ဖြစ်လာခဲ့တာပါခမ ्या ဘွားကလည်းတဲလဲစမ်းတာပဲကြုံတုံးခမ ्या ကြောင့်လေးတီးခွင့်ရရင်တီးပြရစီတီးကျင်တယ်ဆိုရင်လည်းအတူချုံပြီးပြောပြရတာပေါ့ဗျာကျွန်တော်ဖြစ်ကဒီလိုပါထောင်မင်းသားအံပွားကြောက်ပါကအချက်ပါအတိုင်းစကားဖြတ်လိုက်ပြီးကျိုးသမားအောင်သူကိုအောက်ပါဇလန်းလေးကိုပြောပြလေ၏ကျွန်တော်ဖြစ်ကဒီလိုဗျကျွန်တော်ကိုမွေးဖွားခဲ့တဲ့နေရာကအေယာဝတီတိုင်းကမြို့ကလေးတစ်မြို့ပါအဖေနဲ့အမေကလဲကူလီဘွားနဲ့လောက်ကင်စားတော့ကြရင်ကျွန်တော်10နှစ်သားရွယ်လောက်မှာရှေ့စင်းနောက်စင်းဆိုသလိုဆုံးမသွားခဲ့ကြတယ်နောက်ဆုံးလူပြိုပေါက်ရွယ်ရောက်လာတော့ရွာထဲကတကြီးသမီးမြရီမိုးဆိုသူမိန်းကလေးတယောက်နဲ့လူငယ်တဘာဝရေငန်လာခဲ့ကြတယ်နောက်ပိုင်းတကြီးကကျွန်တော်တို့တည်င်းတူးတူးတန်းတန်းကြားလာတော့မြို့ပေါ်ကတထေသားတယောက်နဲ့ထိမ်းမြပေးစားမယ်လို့စီစဉ်တယ်အဲ့ဒီချိန်မှာကျွန်တော်ကလည်းလဲကူလီတယောက်အနေနဲ့ငွေကြေးစုဆောင်းထားမှုမပြည့်စုံသေးတော့ချစ်သူကိုခိုးပြေးဖို့မလွယ်ဘူးဖြစ်နေတာဒီတော့ကျွန်တော်ဘာလုပ်လို့ဘာကရမှန်းမသိရောင်းချချဖြစ်နေတယ်ရွာထိပ်ဘက်ကိုငွေရှာလို့ရလို့ရညာထွက်လာတာရွာထိပ်ကထရီဆိုင်မှာအပေါင်းအသင်းတွေနဲ့ဆုံးရောသူတို့ကဝိုင်းဆွဲလို့ရွာထဲကအတုပအိမ်ဖဲဝိုင်းမှာငွေရအောင်ဝင်ကစားခဲ့ကြတယ်နောက်ဆုံးဖဲဝိုင်းမှာပါလာတဲ့ငွေလေးပါဆုံးရှုံးသွားတော့ချစ်သူကိုခိုးပြေးဖို့အခက်အခဲဖြစ်သွားတာပေါ့ဗျာအဲ့ဒီလိုငွေကြေးရှာဖွေရတာမလွယ်ဖြစ်နေပြီဖဲဝိုင်းကပြန်လာတော့ရွာထိပ်ကတရုတ်ကုံစုံဆိုင်နဲ့ဆက်လက်ငတ်လာလို့တယောက်ကဝင်းဝဲတယ်အဲ့ဒီကောင်ကကုံစုံဆိုင်ထဲကနေထွက်လာပြီးဆိုင်ထဲကအခြေအနေကိုပြောပြတော့ကျွန်တော်တို့စိတ်ကူးပေါက်သွားကြတယ်ကုံစုံဆိုင်ထဲမှာညဘက်မိုးချုပ်ချိန်ထိဈေးရောက်နေတဲ့တရုတ်မလေး2ယောက်နဲ့ဘိန်းမိန်နေတဲ့တရုတ်ကြီး1ယောက်ပဲရှိတယ်လို့ဆိုတယ်ကောင်တာစပွဲကိုဖွင့်ပြီးငွေအန်းတော့ပတ်စံအများကြီးတွေ့မြင်ရတယ်လို့လည်းပြောတယ်ဒါကြောင့်ကျွန်တော်တို့တငယ်ချင်း4ယောက်တိုင်ပင်ပြီးလိုအပ်နေတဲ့ငွေကြေးကိုလက်တလောရနိုင်ဖို့ကုံစုံဆိုင်နဲ့ဝင်လူကြမယ်ဆိုပြီးကြံစည်ခဲ့တယ်တယောက်ကဆိုင်ထဲထပ်ဝင်သွားပြီးစလိတ်ဝယ်မဲဟန်ဆောင်ကကောင်တာအန်ဆွဲဖွင့်ငွေအမ်းမယ်လုံနေတော့ဆွဲနိုင်ပြီးထွက်ပြေးခဲ့ကြတာဖြစ်ချင်တော့ဗျာအဲ့ဒီအချိန်မှာမိုးလေထမ်းလာပြီးတဲတဲမဲမဲရွာချလိုက်ရောကျွန်တော်တို့ကအန်ဆွဲတွေကငွေကိုရုတ်တရက်နှိုက်ပြေးချိန်မှာမိုးကတဝုံဝုံရွာချနေတော့တရုတ်ကြီးကဓမြလို့အော်နေတာဘယ်သူမှမကြားကြဘူးကျွန်တော်တို့4ယောက်သာမိုးရေကြီးထဲမှာတဟုန်တိုးထွက်ပြေးခဲ့ကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်ကြီးမိသားစုကရဲစခန်းမှာအမှုဖွင့်တိုင်ကြားတော့တာပေါ့ရဲတပ်ဖွဲ့ကရွာထဲဖဲဝိုင်းကနေဖဲရှုံးပြန်တဲ့အဖွဲ့ဖြစ်နိုင်တယ်ဆိုပြီးခြေရခံလိုက်ရာကနေအမှုမှန်ပေါ်သွားတာနောက်ဆုံးကျွန်တော်တို့4ယောက်စလုံးဘာလက်နဲ့မှမပါပဲလူရဲဓမြတိုက်ခဲ့တယ်ဆိုပြီးထောင်9နှစ်စီပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရတယ်ဒါကျွန်တော်ပထမဆုံးထောင်ထဲရောက်လာခဲ့တာပဲနောက်ပြစ်ဒဏ်စီသွားလို့ထောင်ကထွက်လာချိန်မှာကျွန်တော်ချစ်သူကတထေးသားနဲ့အိမ်အောင်ကြနေပြီဒီတော့မထူးဆက်ခင်းပြီးထောင်ထဲမှာတီကျွမ်းခင်မင်လာခဲ့ကြတဲ့ဓမြကောင်းဆောင်အန်ကြီးမောင်စီမှာတပည့်ခံပြီးဓမြမှုတွေအကြိမ်ကြိမ်ကျူးလွန်ခဲ့တာဒီလိုဓမြမှုတွေအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြပေမဲ့ဖန်ဆီးခံရခြင်းမရှိဘဲလွတ်မြောက်ခဲ့တယ်
နောက်ဆုံးကိုကိုတိုင်းဓမြအဖွဲ့ကိုဥဆောင်ပြီးဓမြကိုင်းတီထောင်ခဲ့တယ်ဓမြကောင်းဆောင်အံပွားကြောက်ဖားဆိုတဲ့အမည်နဲ့ဓမြအချိန်ချင်းတိုက်ခဲ့တယ်ဘလို့ပဲဖြစ်ပါဗျာမကောင်းမှုဟူသည်စိတ်ကြွယ်ရမရှိဆိုသလိုပဲကိုလက်အောက်ကတပည့်တယောက်ကမကျေနပ်လို့ရဲကိုလက်ထောက်ချတယ်ရဲတပ်ဖွဲ့ကဓမြတွေခိုးအောင်နေတဲ့နေရာကိုဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရကနေတိုက်ပွဲဖြစ်ပြီးတေးတဲ့သူကတေးအဖမ်းခံရတဲ့သူကအဖမ်းခံရနဲ့အဲ့ဒီလိုနဲ့ပဲထောင်ထဲရောက်ခဲ့တာပေါ့ဗျာအဲ့ဒီဓမြမှုတွေကိုရုံးတင်စစ်ဆေးတော့အမှုအသီးသီးအတွက်ထောင်တသက်တကြွချမှတ်ခံရပြီးတကြွပို့ခံခဲ့ရတယ်နောက်ပိုင်းအယူခံနိုင်လို့အကျဉ်းထောင်ပြန်ပို့ခဲ့တယ်အဲ့ဒီဓမြမှုနဲ့ထောင်ကျနေရကနေလွတ်လာတော့အထက်အညာဘက်ကိုထွက်လာတော့ခရီးလန်းဘူတာယုံမှာဓမြကိုင်းဖမ်းမိအောင်လက်ထောက်ချပြီးတဲ့တပည့်ကိုမြင်လိုက်တော့ကျွန်တော်နောက်ကနေလိုက်သွားတယ်ရွာထဲကတဲအိမ်လေးတစ်လုံးပေါ်မှာလက်ထောက်ချခဲ့တဲ့သစ္စာပေါက်ဓမြကောင်နောက်ခြေရာခံလိုက်လာရင်းနဲ့ပတ်ပင်းရင်ဆိုင်တိုးခဲ့တယ်လင်မယားနှစ်ယောက်စလုံးပြန်လဲကုကန်နေတော့အပြစ်ရှင်းလိုက်တာပေါ့ဗျာဒါပေမဲ့အခင်းဖြစ်ပွားရနေရမှာကျွန်တော်ရဲ့ထောင်ထွက်လက်မှတ်ကြံရေးခဲ့ရကနေခြေရာခံမိသွားပြီးသက်ဆိုင်ရာကလိုက်လံစုံစမ်းဖော်ထုတ်ရကနေအမှုမှန်ပေါ်သွားတယ်အဲ့ဒီအမှုကိုတရားရုံးတင်စစ်ဆေးခဲ့ပြီးတေတံချမှတ်စီရင်ခဲ့တာပေါ့ဗျာအဲ့ဒီလိုတေတံကြခံနေရချိန်မှာအယူခံအစင်းစင်းတင်သွင်းခဲ့ရကနေနောက်ဆုံးလွန်ငင်းချမ်းသာခွင့်အမိန့်နဲ့ကြုံကြိုက်လို့ထောင်ဒဏ်တသက်တကြွအပြစ်ဒဏ်ကိုပြင်ဆင်ပြောင်းလဲခဲ့တယ်အဲ့ဒီကနေပဲဒီနေ့အထိထောင်ထဲမှာလွတ်ရက်မရှိထောင်ဒဏ်တသက်တကြွကြခံနေရကနေအကျဉ်းထောင်ထဲမှာထောင်သက်ရှည်ကြသူဖြစ်လို့အကျဉ်းထောင်အာဏာပိုင်တွေကလည်းထောင်ထဲကိုအကြိမ်ကြိမ်ရောက်ဖူးနေသူဖြစ်တာကြောင့်ရင်းနှီးကျွမ်းဝင်ရှိနေတယ်အဲ့ဒီလိုနဲ့ဗျာအကျဉ်းထောင်လက်ဆွဲဥပဒေစည်းကမ်းတွေအတိုင်းဘာရအစင်းစင်းကနေပြောင်းလဲလာပြီးနောက်ဆုံးထောင်မင်းသားတယောက်ဖြစ်လာအောင်နေထိုင်ကြိုးစားခဲ့ရတာပေါ့ဗျာဒီတော့အကျဉ်းထောင်ကြီးထဲမှာရှိနေတဲ့အလုတ်ကင်မှန်သမျှအပေါ်ကျွန်တော်ကဦးစီးဦးရဲ့ဆောင်ရွက်ပေးခဲ့တာကြောင့်ထောင်ရဲ့လုပ်ငန်းဆောင်တာမှန်သမျှညနေလဲကဲပြခိုင်းထားလို့ရခဲ့တာပေါ့အထူးသဖြင့်တော့အကျဉ်းသားတွေအပေါ်မှာကျွန်တော်ရဲ့ဩဇာအာဏာတက်ရောက်မှုကြီးစိုးလာခဲ့တာကြောင့်အုပ်ချုပ်ရေးပိုင်းမှာလည်းပိုပြီးတွင်ကျယ်လာတယ်နောက်ဆုံးထောင်ထဲမှာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ထောင်မှုထောင်ပိုင်တွေပြီးရင်ကျွန်တော်ကဩဇာအာဏာအရှိဆုံးပဲလက်အောက်ငယ်သားအကျဉ်းသားတွေပေါ်မှာလည်းနိုင်တဲ့စီနဲ့မတရားမှုမဆောင်ရွက်ပဲမျှမျှတတစီမံအုပ်ချုပ်နိုင်ခဲ့တာကြောင့်လေအကျဉ်းသားအများစုရဲ့ယုံကြည်ကိုးစားမှုခံရတယ်။ဒါကြောင့်အကျဉ်းထောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမှန်သမျှကျွန်တော်ကိုပဲတာဝန်ပေးခိုင်းစေခဲ့တာပါ။ခမည်းလိုဓမြကောင်းဆောင်တယောက်ကတေတံကနေလွတ်မြောက်သွားအောင်အယူခံနိုင်တဲ့အထိကုသိုလ်ကံအကျိုးပေးကောင်းခဲ့တာပဲ။ကျုပ်ကြတော့လေကံကြမ္မာကမျက်နှာသာမပေးဘူး။ကျိုးတံစီရင်ချင်းခံရတော့မယ်။ဒါကျုပ်ရဲ့ရုံးမှာရက်ဆက်တဲ့မကောင်းမှုကြောင့်လူတော်အကျိုးပေးခံရတယ်မှတ်ပါတယ်ဗျာ။ဟုတ်လားခမည်းမှုကဘလောက်ထိအောင်များရက်ဆက်ခဲ့လို့အခုလိုတေတံပေးရတဲ့အထိပြစ်ဒဏ်ကြီးလေးခဲ့ရတာလဲကျုပ်အမှုကြောင့်ကိုခမည်းကြားရင်ကျုပ်ပေါ်မှာညှို့ညင်သွားမှာပဲဗျကျုပ်လိုအမှုမျိုးကထောင်ထဲမှာဘသူကမှမနှိမ့်မျိုးတဲ့ရုံးမှာရက်ဆက်ခဲ့တဲ့မရင်းလူသက်မှုဗျအေးဗျခမည်းပြောပြလို့သာယုံရတယ်ခမည်းလိုပရိသမာဘာသာရေးလိုက်စားနေတဲ့သူကဒီလိုအမှုမျိုးကျူးလွန်လာခဲ့တယ်ဆိုတာမယုံနိုင်စရာပဲဟုတ်ပါတယ်ဗျာကျုပ်ကဘာသာရေးကိုဒီဇိုင်းမမတ်လေးလာလိုက်စားခဲ့တဲ့သူပါအတိတ်ဘဝကဝေကျွေးရှိလို့ပိတ်ဆက်ရတယ်ပဲသဘောထားပါတယ်ဒါကလည်းကိလေသာတဏှာမီးကိုမစင်ကြယ်နိုင်ခဲ့လို့သာအစ္ဆဒစိတ်ကဖောက်ပြန်ပြီးဖြစ်ပွားသွားခဲ့ရတာပဲလှုပ်ဆမ်းမအောင်ဗျခမည်းကျူးလွန်ခဲ့တဲ့ဖြစ်ရမှန်ဇလန်းတပူလားကျွန်တော်ပြောပြစမ်းပါမနစ်မျိုးစရာကျုပ်ဇလန်းကိုသိချင်တော့ပြောပြရတာပေါ့ဗျာထောင်မင်းသားအံပွားကြောက်ဖာဤတောင်းဆိုနေမှုကြောင့်ကျိုးသမားအောင်သူကသူ့အမှုဖြစ်စဉ်ကိုစိကပတ်ကုံပြောပြလေ၏ထိုစဉ်ကျိုးသမားအောင်သူဤမျက်နှာပြင်ဝဲကျိတ်မနိုင်ခဲမရဟန်နောင်တတရားများရနေဟန်ပေါ်လွင်နေသည်လက်ထဲမှာစေးဘောလိတ်တို့လေးကိုတစ်ချက်ရှိုက်ဖွာလိုက်ပြီးပါဇက်မမိခိုးများကိုမှုတ်ထုတ်လိုက်၏တိုက်နံရန်စီတို့မိခိုးတန်းလေးတလေးလေးတက်သွားနေသည်ကိုငေးမြော်ကြည့်ရှုနေမှအဖြစ်မှန်ကိုထုတ်ဖော်ပြောပြနေ၏အောင်သူကစံကိုတောင်တာဝန်ခံကိုတောင်မှုတအုပ်ဖြစ်သည်စံကိုတောင်ထဲမှစံအိမ်များကိုအတင်အချပြုလုပ်နေကြသည့်အလုသမားများကိုစီမံခန့်ခွဲရသူဖြစ်သည်စံဆက်ထဲမှအလုလုပ်ကင်နေကြသူများမှလည်းယောက်ျားမိန်းမတွန်တွဲနေ၏အထူးသဖြင့်မိန်းမအလုသမားများမှာစံအိတ်တယ်ပိုးပြီးကားပေါ်ရွက်တင်ရသည့်အလုဖြစ်သောကြောင့်ယောက်ျားအလုသမားများထက်လူဦးရေပိုသည်နေ့စဉ်စံကိုတောင်ကြီးရဲ့ဝယ်အလုလုပ်ကင်နေကြသောမိန်းမအလုသမားများနှင့်ထိတွေ့ဆက်ဆံနေရ၏ထို့အထဲမှမိမိရုံးခန်းလေးထဲဝယ်အလုံနာသည့်ထမင်းစားချိန်ဝဲလာရောက်ပြုစုလောက်ကင်ဆောင်ရွက်ပေးနေသောစံဆက်အလုသမားလေးနှင့်ထိတွေ့ဆက်ဆံရပံများလာသောအခါရင်းနှီးမှုပိုလာခဲ့၏မိမိကစံကိုတောင်ကြီးထဲရှိရုံးခန်းလေးထဲဝဲ
တဦးတဲ့ရုံးထိုင်ကစီမံကွက်ကဲနေရသည်စမ်းဆက်အလုပ်ပါချင်းရုံးခန်းလေးထဲရှိဖျားစင်ရှိဝဲပရိစိတ်တရားထိုင်သည့်အလုပ်ကိုလည်းနေ့စဉ်မပြတ်မကွက်လှုပ်ဆောင်နေသည်နေ့စဉ်နေဆက်ပတ်ဝတ္တရားများကိုပြုကျင့်နေခဲ့ပြီးထမင်းစားချိန်တွင်တော့အမျိုးသမီးကလေးတဦးမှအိမ်မပါလာသည့်ထမင်းချိုင်ကိုစပွဲပေါ်မှပြင်ဆင်ပေးပြီးဝေယဝိစားကိစ္စများကိုအမြဲမပြတ်ဆောင်ရွက်ပေးနေသည်ရင်းတို့ကျိန်ဖန်များစွာရုံးခန်းထဲမှလာရောက်ခုခတ်ပြင်ဆင်ပေးပြီးထမင်းစားနေစဉ်ရက်တောင်ကလေးခက်ကပြူစုရိုးရနေခြင်းပေါ်တာယာမိန်မှုလာ၏ကြတော့စိတ်ထဲမှဖောက်ပြန်ခြင်းစိတ်များရင်းရိုင်လှုပ်ရှားကတန်ရောစဉ်ညှိတွယ်လာနေသည်အခုလိုအနေကြလာသောအခါမိမိ၏တမာတိစိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ရန်ကြိုးစားပေမဲ့ကိလေသာမီးကရှင်မတမြင့်မြင့်ဆွဲကပ်လို့လာ၏နောက်ဆုံးမိမိတတိတမစင်ကိုမထိန်ချုပ်နိုင်ပဲတညတွင်တော့လူသူကင်းရှင်းနေသောစံကူတောင်ကြီးထဲဝယ်ညဘက်အချိန်ပိုအလုပ်ဆင်းနေစဉ်အလိုမတူပဲမရင်းပြူးချင်းမိသည့်အထိကိုထီလက်ရောက်ကျူးလွန်မိသွား၏အမျိုးသမီးမှာမိမိကဆရာသမားတယောက်လိုကြီးညိုလေးစားခဲ့သူကယခုလိုကြံစီစူးစမ်းခဲ့ခြင်းအပေါ်မကြေမနက်ဖြစ်ပြီးစောရကတက်ပြောဆိုလာရမှအမျိုးသမီး၏လယ်မျိုးကိုညှက်သက်ပစ်သည့်အထိလူတန်းမှုကိုထပ်မံကျူးလွန်မိသွားပြန်သည်အောင်သူမှာမိမိလိုဘာသာရေးဂိုင်းဝင်ဆရာတယောက်အဖြစ်လူအများကကြီးညိုလေးစားမှုခံယူနေရခြင်းဆိုးဝါးရုံမှလာသောအပြုအမူကြီးကိုကျူးလွန်မိသွားသဖြင့်ကြံရမရဖြစ်ခါစံကိုတောင်ထဲမှစံအိပ်ပုံကြဝဲစံအိပ်ပြီးတေဆုံးသည့်အသွင်သဏ္ဍာန်ဖန်တီးထားခဲ့ပြီးကိစ္စဖျောက်ခဲ့လေ၏သို့တော်လည်းမကောင်းမှုဟူသည့်စိတ်ကြွယ်ရာမရှိဟုသောဆောင်ပုံနှင့်အညီသက်ဆိုင်ရာမှအမှုကိုစစ်ဆေးဖော်ထုတ်ခဲ့ရမှအမှုမှန်ပေါ်သွားလေ၏နောက်ဆုံးတရားရုံးမှတေးတံစီရင်ခြင်းခံရလေတော့သည်အံဘွားဒီညမင်းကျိုးသမားအောင်သူရဲ့လုံခြုံရေးကိုအနီးကပ်ဆောင်ကြရင်းနဲ့တိုက်ခန်းထဲမှာအတူအိတ်လိုက်ပါဟုတ်ကဲ့ဆရာထောင်မူလေးကထောင်မင်းသားအံဘွားကြောက်ဖားကိုကျိုးသမားအောင်သူဤတိုက်ခန်းထဲတော့ဖွင့်သွင်းပေးလိုက်၏အမှန်တော့ကျိုးသမားတယောက်ကိုနက်နက်ဝေလီဝေလင်းမတိုင်မီကျိုးပေးအသက်မခံရခင်တစုံတရာကိုတေချောင်းကြံစီမီဆို၍စီစဉ်ခြင်းဖြစ်ပါသည်ညနေပိုင်းထောင်ကျောင်းဆရာတော်ဥပနိဒာကိုယ်တိုင်ကြွလာခဲ့ပြီးတရဏဂုံတင်ထားပြီးကလေးကကျိုးသမားအောင်သူတယောက်စိတ်ကနာမငြိမ်ဖြစ်နေသောကြောင့်စိတ်မချသဖြင့်တီတိုပြောဆိုမှားကြားထားခဲ့ခြင်းဖြစ်ပါသည်ညဘက်တွင်တိုက်ခန်းလေးထဲဝယ်ကျိုးသမားအောင်သူနှင့်ထောင်မင်းသားအံဘွားကြောက်ဖားတို့နှစ်ဦးသည်ထောင်မစီစဉ်ပေးသောခောက်ဆွဲကြော်နှင့်စစ်ကရက်ဘူးကိုနှစ်ယောက်သားတညလုံးထိုင်ကားစားတော့နေခဲ့ရင်စကားပြောဆိုနေကြ၏ပြို့ကိုအံဘွားထိုစဉ်တစုံတယောက်ကတိုက်ခန်းတန်တိုင်ပေါင်းနာမှတီတိုခေါ်ဆိုနေသဖြင့်အံဘွားကြောက်ဖားတယောက်မိကနေအိပ်ပျော်သလိုဖြစ်သွားရမှလန့်နိုးသွား၏ညဦးပိုင်းအချိန်ကလေးကကျိုးတိုက်ခန်းထဲဝယ်နှစ်ဦးသားစားတော့နေရင်ရောက်တဲ့ရာစကားများပြောဆိုနေကြခြင်းဖြစ်သည်ယခုလိုနက်နက်ဝေလီဝေလင်းမတိုင်မီမှောင်စာပြိုးနေစဉ်အပြစ်မှလာရောက်နှိုးနေခြင်းဖြစ်၏ရော့ကိုအံဘွားဒီအင်ကြီးကိုအောင်သူကိုယ်ပေါ်မှာဝှက်ပေးလိုက်ပါထောင်မူလေးလှမ်းပေးနေသောပုံစံချုပ်အင်ကြီးအရှိကြီးတစ်ထည်ကိုအံဘွားကြောက်ပါကအထဲမှလှမ်းယူလိုက်၏တွဲချိန်တွင်အောင်သူသည်တညတာလုံးကွပြက်အနေလေးပေါ်တွင်ထိုင်လျက်အဋိဌံပတိစိတ်နေရမှပြီးစီးသွားသဖြင့်ထလာ၏ထို့နောက်အံဘွားကြောက်ပါသည်အောင်သူ၏ကိုခန္ဓာပေါ်မှအင်ကြီးရှိကြီးကိုနောက်ပြန်ဝစ်ဆင်ပေးလိုက်သည်ပြီးမှလက်နှစ်ဖက်ကိုပူပြီးလက်ထိတ်ခတ်လိုက်၏တိုက်ခန်းလေးရှိဝဲထောင်မူလေးနှင့်အတူဝန်တန်းများပါစုံစုံညီညီရောက်နေကြသည်အားလုံးအစင်းသင်းဖြစ်သွားသောအခါထောင်မူလေးကဝန်တန်းတယောက်ကိုတိုက်ခန်းတော့ဖွင့်ရန်အမိန့်ပေးလိုက်၏တိုက်ခန်းထဲမှနေပြီးအံဘွားကြောက်ပါကကျိုးသမားအောင်သူကိုတွဲထုတ်ခေါ်လာ၏ပြင်ပရောက်မှဝန်တန်းများချန်ရန်ကတိုက်ခန်းထဲမှခေါ်ထုတ်လာခဲ့ကြသည်ကျိုးသမားကိုဝန်တန်းများကလုံခြုံရေးချန်ရန်ကခေါ်လာနေစဉ်ရှေ့ဆုံးမှဝန်တန်းတဦးကကြေးစီလက်ကင်လေးကိုကင်ဆွဲလျက်တနောင်နောင်ထုလာ၏နောက်မှဥပဒကဝန်တန်းတဦးကယူနီဖောင်းအင်ကြီးပေါ်အဖြူရောင်ပိတ်စကိုဆက်လွဲတိုင်းထားကခေါင်းပေါ်မှာကြေးစင်းနုတော်လေးရွက်တင်သဲဆောင်လာ၏ထိုစဉ်အချိန်ဝဲကျိုးသမားအောင်သူမှာမျက်နှာငယ်လေးဖြင့်ညှိုးငယ်စွာနောက်မှလိုက်ပါလာလေသည်ကျိုးသမားအောင်သူကတော့မိမိဘဝ၏နောက်ဆုံးအချိန်ကိုစိတ်ဓာတ်ခိုင်မာစွာတိဆောက်ထားဟန်တူပါသည်ဝန်ထမ်းများကြားမှာတွန်းထိုးရုံးဖယ်ခြင်းမရှိဘဲအေးဆေးတည်ငြိမ်စွာနှင့်အံဘွားကြောက်ပါ၏ဖေးကူတွဲရစီတလန်းချင်းရှောက်လန်းသွားနေ၏ကျိုးစင်ကြီး၏ပပတ်လေတွင်နနက်ဝေလီဝင်လေးအချိန်ရောင်နီပင်မပေါ်သေးပဲမှောင်မိုက်နေစေအချိန်ပင်ရှိသေးတော့လေတာဝန်ရှိသူအလုံးစုံစုံညီညီရောက်ရှိနေရယူထားကြသည်ထောင်တာဝန်ခံအရာရှိအရာခံအကျက်တက်တာများအလုံးရသက်ရှုမောစွာစောင့်မျှော်နေကြလေသည်အလုံး၏မျက်လုံးစုံမှာကျိုးစင်ပေါ်ဝဲလေအဝိမှလှုပ်ရမ်းနေသောဗနီလာကျိုးရှည်တန်းကြီးကိုစိတ်တုံလုံးခြောက်ခြားစွာစောင့်ကြည့်နေကြ၏
မရဏကျိုးစင်ကြီးမှာညအမောင်တို့မလွင့်ပြဲသေးသောအချိန်လာရောက်မှုံဝါးဝါအောက်ဝဲထီထီကြီးရက်တည်နေသည်ကျိုးစင်ရှိဘက်နားစီဝဲထုံးဖြူဖြူစေဒီလေးတက်စုတီထားလေ၏ကျိုးသမားများအတွက်ကျိုးမပေးမီဖျားဝတ်ပြုဆူတောင်းရင်ဘဝကူးကောင်းစီရန်ရည်ရွယ်ပြီးတီထားခြင်းဖြစ်ပါသည်စေဒီလေးနှစ်ဘေးတွင်အရေးအဝါဒကောင်းမွန်လာသောညောင်ပင်အိုကြီးတစ်ပင်ရှိနေသည်ကျိုးသမားအောင်သူကဝန်တန်းများခြံရံလျက်လိုက်ပါလာနေစဉ်တိုင်ဝန်းပရဝုံထဲမှထွက်လာခဲ့ပြီးနောက်ခက်လန်းလန်းနေရာမှကျိုးစင်မဲမဲကြီးကိုရုတ်တရက်လှမ်းမြင်လိုက်စဉ်မျက်နှာတစ်ချက်ကွက်ခနဲပြတ်သွားသေးသည်သို့တော်လည်းမိမိစိတ်ကိုတည်ငြိမ်ရင်းချက်အောင်ထိန်ကွက်လိုက်ပြီးလက်နောက်ပြန်လက်ထိတ်ခတ်ထားသည့်တိုင်လက်ထဲမှစိတ်ပတိလေးကိုဆွဲကင်လျက်တဖြောက်ဖြောက်ဆက်ရင်ရှောက်လန်းလာနေသည်လူသားတဦး၏သေဆုံးကန်ဤအချိန်ကာလဝယ်တရားသမားပြမြည်သည့်အရာကိုမျှတတ်မှတ်မှုမရှိနေသောတတိတမစင်ကိုထိန်းချုပ်နိုင်စွမ်းရှိဟန်တူသည်မြည်သည့်တန်ရောစဉ်အနောင်ဘက်ကိုမှဆွဲလန်းခင်တွယ်မနေပဲတန်ရောစဉ်ပြတ်သည့်အနေထားဖြင့်ကျိုးစဉ်လေကား73တဲကိုဘေးမှတွဲသူမပါပဲရင်ကောလျက်တလန်းချင်းနင်းတက်သွားနေ၏မရဏကျိုးစဉ်ကြီးပေါ်ရှိတန်ရမတန်းကြီးအောက်အံဖုံးပြားပေါ်တွင်ခြေစုံရက်လိုက်ခါရှေ့ခလန်းလန်းနေရာတွင်တီထားသောထုံးဖြူဖြူစေးဒီလေးကိုတမနစ်ခန့်စိတ်ငြိမ်သက်စွာမျက်စိစုံမိတ်ပြီးအာယုံပြုနေဟန်တူသည်ပြီးမှထောင်မင်းသားအံပွားကြောက်ဖားလက်ထဲမှခေါင်းစုပ်ကိုအစွတ်ခံသည်အံပွားကြောက်ဖားကပြုတ်နေကြအတိုင်းမနီလာကျိုးလုံးအရှိကိုလေထဲမှလှုပ်ရမ်းနေရမှဖမ်းယူလိုက်ပြီးလေပင်နေရာမှကျိုးထုံးရန်ကွင်းလျှောပြုတ်လုပ်နေသည်ကျိုးဆက်ထုံးနေရာကိုညာဘက်မေးရိုးအောက်တက်တဲ့နေရာမှာထောက်ထားလိုက်၏ကျိုးသမားအောင်သူကခေါင်းစုပ်ဆွတ်ထားခြင်းခံရသောကြောင့်မြည်သည့်အရာကိုမျှမမြင်ရတော့ပြီကျိုးစင်ကြီးပြီးမှထောင်ပိုင်ကြီး၏နောက်ဆုံးမေးမြန်းခြင်းကိုအေးဆေးတည်ငြိမ်စွာဖြေကြားနေ၏အံပွားကြောက်ဖားကလေပင်ကျိုးကွင်းဆွတ်ပေးခဲ့ပြီးအစင်သင့်တောက်ဖြုတ်ချနိုင်ရန်တောင်မောင်းတန်နေရာမှာမောင်းတန်ကိုအသင့်ကင်ပြီးစောင့်နေသည်မိမိအမြဲတမ်းပြုလုပ်ဆောင်ရွက်နေကြလုပ်ငန်းဖြစ်သောကြောင့်စိတ်ကိုအတည်ငြိမ်ဆုံးထားကထောင်ပိုင်ကြီးထံမှအချက်ပြလာမည့်အချိန်ကိုစောင့်စားနေသည်အလုံးသောကျိုးစင်ဘေးနားရှိပပတ်လည်မှလူများသည်အသေးတထိတ်ထိတ်ရင်တဖိုးဖိုးဖြင့်အရှင်လက်လက်လူတယောက်အားမျက်စိရှိမောက်တွင်တပ်ဖြတ်ပြသည်ကိုရင်သက်ရှုမောစွာစောင့်မျှော်ကြည့်နေကြ၏ကဲအောင်သူမင်းအနေနဲ့နောက်ဆုံးဗာများမှားကြားခဲ့ခြင်းသာရှိသေးလဲထောင်ပိုင်ကြီးကကျဲလောင်ပြတ်သားစွာလှမ်းအော်မေးသည်ရိုးသမားအောင်သူကအံပုံးတန်ပြားပေါ်တွင်ခြေစုံရက်နေလျက်လက်ထဲမှစိတ်ပတိစိတ်နေတဲ့မှတိတ်ဆိတ်မှုကိုဖောက်ထွက်ပြီးတဖြောက်ဖြောက်မြည်တမ်းထွက်နေ၏ကျွန်တော်အနေနဲ့ဘာမှထပ်ပြောစရာမရှိပါဘူးတရားသူကြီးမင်းခမညာကျွန်တော်ကျူးလွန်လာခဲ့တဲ့ဒီလိုပြစ်မှုမျိုးကိုနောက်အလားတူဖြစ်ပွားလာခဲ့ရင်ကျွန်တော်ဟာနောက်ဆုံးထောင်ပိုင်ကြီးကကျိုးသမားအောင်သူဤစကားတန်မဆုံးမီအချိန်ညာဘက်ဘောင်းဘီအိတ်ကက်ထဲမှလက်ကင်ဘွားအဖြူလေးကိုလှည့်မြန်စွာထုတ်ပြီးဝှေ့ရန်အချက်ပြလိုက်၏ထောင်မင်းသားအံပွားကြောက်ပါကလက်ထဲမှချွေးစည်းပြန်နေအောင်စုပ်ကင်ထားသောတောင်မောင်းတံကိုဆွဲချပစ်လိုက်တော့၏ကျိုးသမားအောင်သူရက်နေသောအံပုံးတကားနှစ်ချက်ပွင့်ကျသွားစဉ်တန်ရမတန်းမှချီနှောင်ထားသောမနီလာကျိုးမှအံပုံးတကားပွင့်အကြတွင်ထောက်ခနဲမြည်ကပြတ်တောက်သွားလေ၏အမှန်စင်စစ်ကျိုးသမားအောင်သူ၏ဘာသာရေးလိုက်စားကျင့်ပွားနေခဲ့သောစရဏကျင့်စဉ်များကြောင့်မနီလာကျိုးကြီးမှာမတင်မတ်ပင်ရုတ်တရက်ပြတ်တောက်သွားခဲ့ဟန်တူပါ၏ဤကဲ့သို့အမတ်မတင်ဖြစ်ပွားခဲ့ခြင်းကြောင့်ထောင်ပိုင်ကြီးနှင့်ထောင်မှုများအားလုံးအလုရှုပ်သွားခဲ့လေသည်အရန်အဖြစ်ကျစ်ထားခဲ့သောမနီလာကျိုးကိုတန်ရမတန်းမှပြန်လည်တက်ဆင်ပြီးဒုတိယအကြိမ်ကျိုးပေးရန်စီစဉ်ရပြန်လေသည်အဘေချောင်းဆိုသောကျိုးသမားအောင်သူအားတရားရုံးမှတည်တံစီရင်သည့်အမိန့်ချမှတ်ခဲ့စဉ်တွင်မသိမချင်းကျိုးခွင့်တက်၍တက်စီဟုပါရှိခဲ့သောကြောင့်ဖြစ်ပါသည်အစစရာရာတေချအောင်စီစဉ်ထားပါလျက်နှင့်မတင်မပဲကျိုးပြတ်သွားခဲ့ခြင်းမှာမည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်သွားခဲ့သည်ကိုဝေခွဲမရနိုင်အောင်ဖြစ်ခဲ့ရ၏ကျိုးသမားအောင်သူတယောက်မိမိအသက်ဘေးမှပုဂ္ဂတိကလွတ်သွားသဖြင့်အသက်ချမ်းသာရာရပြီလားဟုဝမ်းသာမြည်ကြံကားရှိသည်နောက်တစ်ချိန်ထပ်မံကျိုးပေးရန်ပြင်ဆင်နေသဖြင့်အားငယ်စိတ်လျော့သွားပြီးကြောက်ရွံ့တုန်လှုပ်စိတ်များဖြစ်ပေါ်ခံစားနေလေသည်သို့တော်လည်းမိမိသက်ဝင်ယုံကြည်ခဲ့သောဘာသာတရားအပေါ်ယိုသေးကိုင်းဆိုင်ခဲ့သူဖြစ်ပြီးမိမိပြုခဲ့သောကောင်းမှုကုသိုလ်များအတွက်သစ္စာအဓိဋ္ဌာန်ပြုတိုင်တယ်ခဲ့၍ပဲလားဟု၍ဝေခွဲမရနိုင်အောင်ဖြစ်သွားသေး၏ဘာပဲဖြစ်ဖြစ်ဘဝသေးတစ်ခုကိုပြောင်းရွှေ့တော့ရမည်မှန်သိနေသောကြောင့်ဘဝဟောင်းမှခန္ဓာကိုယ်ကိုဆွန့်လွတ်ရန်ဆုံးဖြတ်ချက်ချလိုက်ဟန်တူပါသည်နောက်တစ်ချိန်ကျိုးပေးရန်ပြင်ဆင်ပြီးသွားသောအခါဂျိန်းဆိုသောအံပုံးတကားနှစ်ချက်ပွင့်ကျတန်ကြီးကြားလိုက်ရပြီးနောက်အသက်ဝိညာဉ်အိုးစားကွဲသွားလေတော့၏တန်ရမတံမှကျိုးကြီးလှုပ်ရမ်းကြံနေခဲ့သည်သို့တော်လည်းလူခန္ဓာကိုယ်ကြီးကသာကျိုးစိန်အောက်ထဲထိပြုတ်ကျသွားခဲ့ပေမဲ့
လက်ထဲမှာညံစင်မှတ်၍စိတ်နေသောစိတ်ပတိကုံလေးကတော့လက်ထဲတွင်တဖြောက်ဖြောက်စိတ်နေစေရှိသေး၏အားလုံးငြိမ်သက်သွားသည့်အထိစောင့်ကြည့်နေပြီးနောက်မှာအံပွားကြောက်ဖားသည်လျင်မြန်စွာကျိုးစင်ပေါ်မှပြေးဆင်းသွားခဲ့ပြီးနောက်အံပုံတကားထဲမှပြုတ်ကျသွားသောအလောင်းကိုကျိုးစင်အောက်လှိုင်ကောင်းထဲကဝင်ဆွဲထုတ်လေသည်ရင်းတို့ကျိုးစင်အောက်ထဲဝင်ပြီးအလောင်းကောက်ယူရန်ဝင်သွားစဉ်ကျိုးမှာလေပင်တွင်တက်လျက်အသက်ဝိညာဉ်ကင်းမဲ့နေသောအလောင်းကောင်ကြီးကငြိမ်သက်နေသည်သို့သောလက်ထဲတွင်ကင်ဆွဲလျက်စိတ်နေသောစိတ်ပတိကုံလေးမှာတဖြောက်ဖြောက်စိတ်နေစေရှိသည်ကိုတွေ့မြင်လိုက်ရ၏အံပွားကြောက်ဖားကလက်ထဲမှာစိတ်လျက်တန်းလန်းဖြစ်နေသောပတိကုံလေးကိုအလောင်းကောင်၏လက်ထဲမှအလင်းမြန်ဖြုတ်ယူထားလိုက်ပြီးနောက်ပစိုးခပုံစထဲဝှက်ထားလိုက်လေသည်ကျိုးသမားအောင်သူ၏အလောင်းပေါ်ရှိလေပင်တွင်ချီထားသောကျိုးကွင်းကိုရှော့ထုတ်ဖြုတ်ချလိုက်သည်အလောင်းကောင်ကြီးကိုကျိုးစင်ကြီးအပြင်ဘက်နေရာထိရောက်အောင်ဆွဲထုတ်ယူလိုက်၏ရင်းတို့သိဆုံးသွားမှုအပေါ်ထောင်ဆရာဝန်ကြီးမှနေ၍အမှန်တကယ်သိဆုံးသွားခြင်းရှိမရှိစစ်ဆေးကြည့်ရှုရန်ပြင်ဆင်ထားသည်ဆရာဝန်ကြီးမှအမှန်တကယ်သိဆုံးသွားခဲ့ပြီဖြစ်ကြောင်းအတည်ပြုပေးလိုက်သောအခါကျိုးစင်ပပတ်လဲတွင်စောင့်ဆိုင်ကြည့်ရှုနေကြသူများမှဟင်းကနေတပ်ပြင်းချကထိုနေရာမှထွက်ခွာသွားကြ၏ထောင်မှုလေးလည်းအလောင်းနှင့်ပတ်သက်၍တကြိုရန်စီစဉ်ဆောင်ရွက်လေသည်ထောင်မှုလေးနှင့်အံပွားကြောက်ဖားတို့နှစ်ဦးသည်သိဆုံးသွားခဲ့ပြီဖြစ်သောကျိုးသမားအောင်သူ၏အလောင်းကြီးကိုအစဉ်သင့်ပြင်ဆင်ထားသောခေါင်းတလားထဲသို့သွတ်သွင်းသည်ရင်းတို့သိဆုံးသွားသောအလောင်းအားဆွေမျိုးသားချင်းများကတကြိုကျင်ပါကထောင်မှတရားဝင်ထုတ်ပေးလေသည်ထို့သောမဟုတ်ပဲမထုတ်ယူပါကသက်ဆိုင်ရာတင်းချိုင်းနေရာမှာအကျဉ်းထောင်မှတွားရောက်မြုပ်နှံပေးလေ၏မည်သို့ပင်ဖြစ်စေထောင်မင်းသားအံပွားကြောက်ဖားသည်မရဏကျိုးစင်ကြီးပေါ်မှတောက်ဖြုတ်ချခဲ့စဉ်နှစ်ကြိမ်တိုင်တိုင်တောက်ဖြုတ်ချတက်ချင်းခံရသောကျိုးသမားအောင်သူ၏လက်ထဲမှထူးဆန်းသောပတိကုံလေးကိုမည်သူမျှမသိပဲလက်ဝဲပိုင်ပိုင်ရရှိလာခဲ့လေသည်ရင်းပတိကုံလေးမှာအံ့ဩဖွယ်ရာကောင်းလွန်လာသည်လူတစ်ယောက်၏အသက်အိုးအိမ်စည်းစိမ်ပြတ်သုံးသွားခဲ့တော့လဲစိတ်မနှောဝိညာဉ်မှာပတိကုံအပေါ်အာယုံစူးစိုက်ဝင်ရောက်နေသောကြောင့်တဖြောက်ဖြောက်နှင့်စိတ်နေတုံရှိလေ၏အမှန်တကယ်တော့လူခန္ဓာကိုယ်ကြီးကသာအသက်ဝိညာဉ်ကင်းမဲ့သွားတော့လဲစိတ်တကိုယ်တတ္တိများကပတိကုံနဲ့စိတ်ဝင်စီးဆင်းသွားခဲ့သောကြောင့်မှော်ဝင်ပတိကုံနဲ့ဖြစ်သွားခဲ့လေသည်ထောင်မင်းသားအံပွားကြောက်ဖားသည်အိတ်ဆောင်ထဲသို့ပြန်လည်ရောက်ရှိလာသောအခါကပိုက်ဆောင်ထဲမှဝှက်ယူလာသောပတိကုံလေးကိုစစ်ဆေးကြည့်ရှု၏ပတိကုံလေးမှာအုံသားဖြင့်ပြုတ်လုပ်ထားပြီးတနင်္ဂနွေသားအောင်သူအတွက်အဆောင်ပတိဖြစ်လေသည်ညီတို့ပင်ဖြစ်စေထူးဆန်းသောပတိကုံအားအံပွားကြောက်ဖားအတွက်အသုံးဝင်သောလိုတာရပတိကုံလေးတစ်ဖွဲဖြစ်လာလေသည်ထို့ကြောင့်မိမိလေပင်မှာတရုတ်တသိဆွဲထားပြီးကိုနှစ်မကွာဆောင်ထား၏နောက်ပိုင်းပတိကုံလေးမှာအစွမ်းထက်မြက်သောပတိကုံလေးဖြစ်မှန်းမသိဖြစ်လာနေသည်ရင်းပတိကုံလေးမှာသေဆုံးသွားသူ၏ဝိညာဉ်ဝင်ပူးနေသောပတိကုံလေးဖြစ်သည်ကံ၅ပါးကိုလုံခြုံစွာထိမ့်သိမ်းနိုင်သောသူ၏လက်ထဲဝဲမထင်မှတ်သောအဖြစ်အပျက်များအပေါ်ကြိုတင်နမိတ်ပြောဆိုနိုင်သည့်စတ္တမအာယုံဝင်လာတတ်သည်ဤကဲ့သို့ထူးဆန်းသောအကြားမြင်စိတ်များဖြစ်ပေါ်လာအောင်ပတိပိုင်ရှင်၏ဝိညာဉ်ကများစိတ်စော်တိုက်တွန်းခဲ့လေသလားဟုမှတ်ထင်ကယုံကြည်စိတ်ကြစွာသုံးဆွဲရင်းထိမ့်သိမ်းဆောက်ရှောက်ခဲ့၏ယခုလိုယုံကြည်လာရခြင်းမှလည်းပြဿနာတစ်ခုဖြစ်ပေါ်လာမည်နမိတ်ပုံဖြစ်ပေါ်ခံစားလာရခြင်းတွင်လက်ထဲတွင်ဆွဲကင်စိတ်နေသောပတိကုံလေးတဲသို့တစုံတရာပူကပ်ဝင်ရောက်လာနေသလိုစိတ်အသိမှလွင်မျောလာနေသည်တနေ့မှာတော့ထုံးစံအတိုင်းမိမိနေ့စဉ်ပြုကျင့်နေကြဝေယဝဲစာဖြစ်သည့်အိတ်ဆောင်ကြီးဘေးနားရှိထုံဖြူဖြူစေးဒီလေးပေါ်ဝဲအဋိဌံပတိပတ်စိတ်နေခိုက်ရောင်ကြီးအလင်းနဲ့တစ်ခုမျက်စိမိတ်ထားသည့်အပေါ်ဖြတ်ခနဲပေါ်လာ၏မိမိ၏ဆောင်ရွက်ဖွယ်အဋိဌံပတိပတ်ပြည့်သွားသောကြောင့်ဘေးဘီဝဲရာငဲဆောင်ကြည့်ပြီးအာယုံစူးစိုက်ကြည့်မိသည်ထို့စဉ်ဖျားရှင်မြင်တော်ပေါ်တွင်တပြက်စီလှဲကျင်းနေသောစကေပါအေးသာဆိုသူကိုအမှတ်မတင်တွေ့မြင်ရလေသည်စကေပါအေးသာဆိုသူမှာလူသတ်မှုတစ်ခုဖြင့်အမှုရင်ဆိုင်ဖြည့်ရှင်းနေရစေအချုပ်တရားခံတအူးဖြစ်လေသည်ထို့သူအားတည်တည်ချာချာစူးစိုက်ကြည့်မိစဉ်ဝဲမျက်စိအာယုံထဲ၌အတိတစ်ခုဝင်လာနေသလိုလိုမြင်တွေ့ရ၏စိတ်ထဲဝဲစကေပါအေးသာဆိုသူ၏လေပင်တွင်ကြိုးကွင်းဆုပ်ခံထားရသလိုမျိုးပုံသွင်းတံကိုမြင်တွေ့လိုက်ရ၏ထို့နောက်အံပွားကြောက်ဖားသည်မိမိပြုပယ်သောပရိကံကိစ္စများပြီးစီးသွားသောအခါစကေပါအေးသာဆိုသူအချုပ်သားအားအနီးပါးသို့လာရန်လက်ရက်လှမ်းခေါ်လိုက်၏ပြီးမှစကေပါအေးသာကျူးလွန်လာခဲ့သောအမှုဖြစ်စဉ်ကိုအကျိုးအကြောင်းမေးကြည့်လိုက်သည်စကေပါအေးသာကတော့သူ့ကိုယ်သူယုံကြည်စိတ်ချထားဟန်တူသည်၎င်းနှင့်ရန်ညိုးရန်စားရှိသူတဦးကိုညဘက်လူကြီးတိတ်ချိန်အမှောင်ကြီးထဲတွင်အိမ်ပေါ်တိတ်တဆိတ်တက်သွားပြီးအခန်းထဲမှအိပ်ပျော်နေစဉ်စကေပါလက်နက်ဖြင့်အချက်ပေါင်းများစွာထိုးတက်ခဲ့ပြီးခြေရာဖြောက်လက်ထွက်သွားသည်ရင်းရမှု၌မျက်မြင်သက်သေမရှိသောကြောင့်
တန်တရားဖြင့်ရဲဖမ်းဆီးစစ်ဆေးနေပြီးလူသတ်မှုကျူးလွန်သူလူသက်သမားတအုပ်အဖြစ်ရုံးတင်တရားစွဲဆိုထားခြင်းဖြစ်သည်ဟုပြောပြနေလေသည်သို့တော်လည်းရင်ကိစ္စနှင့်ပတ်သက်၍ဘာမှထင်မြင်ချက်မျိုးမပေးခဲ့ပေအမှုအခြေအနေသိလို့၍မေးမြန်းခဲ့ခြင်းသာဖြစ်၏အမှန်တော့ကာယကံရှင်ကိုယ်တိုင်လူသတ်မှုကိုထိလက်ရောက်ကျူးလွန်ထားခဲ့ပြီးမိမိကိုယ်ကိုပိုင်လာပြီးဟုတွက်ဆကအမှုမှန်မပေါ်ပေါက်နိုင်ဟုထင်မြင်ထားခဲ့ဟန်တူပါသည်ထိုအချိန်ကလေးကအံပွားကြောက်ဖာ၏မနောအာယုံဝဲရင်းလူသတ်မှုဖြင့်မြည်သည့်နည်းနှင့်မျှမလွတ်မြောက်နိုင်ပေလေပင်မှာကြိုးကွင်းဆွလျက်တေတံအမိတ်စီရင်ခြင်းခံရမည်ဆိုသည်ကိုကြိုတင်နမိတ်ဖက်သိမြင်ထားခဲ့၏ကာယကံရှင်စကေဘာအေးတာကိုစိတ်မကောင်းဖြစ်သွားမည်ဆိုရင်တော့ကြောင့်ရင်ထဲမှာပဲမျိုးသိမ်းထားခဲ့ခြင်းဖြစ်ပါသည်မကြာမီသောကာလမှာအမှုစစ်ဆေးနေမှုများပြီးစီးသွားခဲ့ပြီးနောက်စကေဘာအေးတာဆိုသူအားရင်းအမှုအပေါ်စစ်ဆေးချက်များအရပြစ်မှုထင်ရှားခဲ့သဖြင့်တရားရုံးတော်မှတေတံအမိန့်ချမှတ်ခဲ့လေတော့၏ရင်ကဲ့သို့တေတံကြခံသွားရသောစကေဘာအေးတာအားအံပွားကြောက်ပါသည်စိတ်မကောင်းကြီးစွာဖြစ်သွား၏ဒါကြောင့်အပေးစကားများပြောဆိုနိုင်ရန်ကျိုးတိုက်ခန်းထဲကိုတွားရောက်တွေးဆောင်ခဲ့လေသည်အေးဗျာကိုအံပွားစဉ်းစားကြည့်ပါဦးကျွန်တော်မှုကိုဘာဖြစ်လို့တေတံချမှတ်ခဲ့တာလဲကျွန်တော်ဒီမှုကိုကျူးလွန်ခဲ့စဉ်ညမောင်မောင်မမဲကြီးမှာမျက်မြင်သက်သေလည်းမရှိပါပဲလျက်နဲ့လူတစ်ယောက်ကိုကလေးစားချေခြင်းလို့တပ်ပစ်ခဲ့တာပဲဒီလိုပါမောင်အေးတာဗုဒ္ဓဘာသာတရားတော်ထဲမှာလည်းရှိနေတာပဲကံကံဤအကျိုးဆိုတာလေမင်းကတရားခွင်ပေါ်မှာဘလို့ပဲလိန်ညာထပ်ဆိုထားခဲ့ပေမဲ့လေအမှန်တော့လေမင်းပြုခဲ့တဲ့ကံကမင်းစီကိုပြန်လာခဲ့တာပါတူတော့အကျိုးပေးတယ်လို့ပြောရမလားပဲမဆိုင်လို့လေဗျာတန်တရားအကျိုးကိုတရားခံကမခံစားရဘူးလားအေးဒီကိစ္စတွေရှင်းပြနေရရင်အရှိကြီးပေါ့ကွာဘေးရင်လက္ခဏာပညာအရတစ်ချက်ပြရမယ်ဆိုရင်တော့မင်းဟာတနင်္ဂနွေသားဖြစ်နေတယ်တနင်္ဂနွေသားဖြစ်တာနဲ့ဘာဆိုင်လို့လဲဗျအေးမင်းသိအောင်ရှင်းပြမယ်မှတ်ထားပေါ့ကွာမင်းတို့လိုတနင်္ဂနွေသားတွေဟာဒီနှစ်ထဲမှာဘုံမီကြီးကျနေပြီအစိုးဆုံးနှစ်ထဲမှာရောက်နေတယ်အင်မတန်သတိထားဆင်ခြင်ရမယ်အသက်ပိုင်းချပဲဒါဆိုတနင်္ဂနွေသားတိုင်းဒီလိုအဖြစ်မျိုးကြုံရမှာလားအားလုံးကြုံရမယ်လို့တော့မဆိုလိုဘူးပေါ့ကွာမင်းတို့လိုတနင်္ဂနွေသားတွေဟာအခုလိုမျိုးဘုံမီကြီးကျနေတဲ့အချိန်မှာအစိုးဆုံးအသက်အပိုင်းခြားနှစ်တွေဖြစ်တဲ့အသက်အရွယ်43 44 45 46ကစလို့51 52 53 54နှစ်တွေတဲကိုရောက်နေခဲ့ရင်ဘဝတစ်လျှောက်လုံးမှာအစိုးဆုံးနှစ်ပိုင်းဖြစ်နေတာကြောင့်ကိုယ်စိတ်နှလုံး၃ပါးစလုံးအကျဉ်းအကျပ်အခက်ခဲများပြီးရှိသမျှပစ္စည်းစည်းစိမ်ဥစ္စာအလုံးကုန်ဆုံးခြင်းဂုဏ်သိက္ခာအလုံးကျဆင်းခြင်းကျန်းမာရေးညံ့ဖျင်းခြင်းယောဂများဖြစ်ပေါ်တတ်ခြင်းအဆိုးဆုံးကတော့လူသိရင်သိမသိရင်ဘဝတည်ဆုံးခြင်းဆိုတဲ့ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်တယ်ကွာ။အော်ဒါကြောင့်ထင်တယ်ကျွန်တော်မှုကိုတည်တံ့ကြခံစေခဲ့တာချက်ချင်းလူကတော့မသိနိုင်သေးပေမဲ့ဟောဒီကျိုးတိုက်ခန်းထဲမှာဘာမှအသုံးဝင်တော့တဲ့လူတယောက်လိုဘဝတည်နေခဲ့တာပေါ့။ကျိုးသမားအေးတာတယောက်မိမိဘဝကိုယခုလက်ရှိရောက်နေသောကျိုးတိုက်ခန်းလေးထဲမှာပြစ်စလက်ကအခြေအနေကိုတွေ့မြင်သွားခဲ့ပြီးတတိတံဝေကတရားရနေဟန်တူပါသည်။ဒါကြောင့်စိတ်ပြက်အားငယ်စိတ်ဖြင့်ညှဉ်းညူပြောဆိုနေခြင်းဖြစ်၏။စိတ်ပြက်အားငယ်တော့မဖြစ်ပါနဲ့ကွာ။လူဆိုတာသေးနေစိတ်မှသေးကြရတာပါ။ကံကြမ္မာဆိုတာကလည်းတသမတ်ထဲတွက်ဆထားလို့မရပါဘူး။မင်းရဲ့စိုးညစ်နေတဲ့စိတ်ဓာတ်တွေကိုဖြူစင်သွားအောင်နောင်တတရားနဲ့ကုသိုလ်ကောင်းမှုတွေဆက်လက်လုပ်ကင်ဆောင်ရွက်သွားမယ်ဆိုရင်ကံဆက်စရာရဲ့အလဲပြောင်းကိုခံယူခြင်းခံရအောင်ပါပါ။အခုလည်းမင်းမှုအတွက်အယူခံအစင်းစင်းဝင်ရောက်နိုင်တဲ့အခွင့်အရေးတွေရှိနေသေးတာပဲ။အယူခံကိုကံကောင်းလို့နိုင်သွားပြီဆိုရင်အခြေအနေကတမျိုးတစ်ပုံပြောင်းလဲသွားအောင်ပါပဲလေ။အေးဗျမနေ့ကပဲထောင်ကျရုံးအယူခံဌာနမှာအယူခံတွေရေးပေးနေတဲ့အယူခံမောင်ကြောက်တန်ကတော့အယူခံကိစ္စအတွက်လာမေးမြန်းပြီးအစွမ်းကုန်စူးစမ်းပေးမယ်လို့ပြောသွားခဲ့သေးတယ်။ဟုတ်တယ်ကွ။သူကလည်းအပြင်ဘက်မှာတော့ရှင်းနေတယောက်လုပ်ခဲ့တာ။ထောင်ကျလာခဲ့ချိန်မှာဘဝတူအကျဉ်းသားတွေဘက်ကနေအတွင်းအယူခံရေးပေးနေခဲ့တာ။သူရေးပေးလို့လည်းအမှုနိုင်သွားတဲ့သူတွေရှိသလိုပြစ်ဒဏ်ကနေလျှော့ပေါ်သွားလို့နာမည်ကြီးနေတဲ့လူပေါ့။ဤကဲ့သို့ထောင်မင်းသားအံပွားကြောက်ပါသည်ထောင်ထဲမှအကျဉ်းသားများပေါ်ဘဝတူအချင်းချင်းရိုင်းပင်းကူညီပေးသဖြင့်အားငယ်နေသူအကျဉ်းသားများကိုအားတက်လာစေရန်လှုံ့ဆော်အားပေးပြောကြားခဲ့သည်။မိတို့ပင်ဖြစ်စေလောလောဆယ်မှာတော့စကေဘာအေးသားတယောက်ကျိုးမိတ်တည်တံကြခံရပြီးကလေးကစိတ်သက်ချောက်ချားလာပြီးမစားနိုင်မအိပ်နိုင်ခံစားနေရလျက်တုန်လှုပ်ကြောက်ရွံ့နေရှာသည်။နောက်တစ်ချိန်မှာလည်းအံပွားကြောက်ပါသည်အမှတ်မထင်ပရိစိတ်ပြီးဖျားစီဒီပေါ်ဝဲထိုင်နေခိုက်သူဤဆရာဖြစ်သူထောင်မှုလေးအားထောင်ထဲလုပ်ငန်းများလိုက်လံစစ်ဆေးနေစဉ်လှမ်းမြင်လိုက်ရခြင်းဖြစ်၏။ဒါကြောင့်ဖျားရင်ပြင်ပေါ်မှကတုတ်ကရိုက်ပြေးစင်းကနောက်မှလိုက်သွားသည်
မိမိတာဝန်ဖြစ်သောအိတ်ဆောင်ပတ်ဝန်းကျင်တန်ရှင်းရေးနှင့်တောင်ယာလုပ်ငန်းများကိုပါတာဝန်ခွဲဝေချထားပေးခဲ့ပြီးဖျားပေါ်တွင်ပရိစိတ်နေခဲ့ခြင်းဖြစ်သည်ဆရာဒီရပိုင်းတော်တွင်ဆရာမှာအန်ဒီရတစုံတရာကြားရောက်နိုင်လို့အဆဆရရတတိထားဆင်ခြင်ပြီးနေပါဆရာအံပွားကြောက်ဖားကထောင်မူလေးအားနောက်မှလှမ်းခေါ်ပြောဆိုပြီးတူတူတိတ်တိတ်တတိပေးစကားပြောဆိုနေခြင်းဖြစ်ပါသည်ဘာများအန်ဒီရဖြစ်စရာအကြောင်းရှိနေလို့လဲဗျဟိုလေးဆရာတလွဲတော့မထင်လိုက်ပါနဲ့ကျွန်တော်ရဲ့မနှောအာယုံမှာတစုံတရာပြဿနာတစ်ခုခုဖြစ်ပေါ်လိမ့်မယ်လို့မြင်နေတာကြောင့်တတိပေးတာပါဘလို့ပြဿနာများဖြစ်ပေါ်နိုင်လို့လဲကိုအံပွားအခုဆရာအသက်ဘယ်ပိုင်းခြားတဲ့ရောက်နေပြီလဲ42နှစ်ထဲရောက်နေပါပြီအဲ့ဒါကြောင့်ပါဆရာယုံကျင်လဲယုံမယုံကျင်လဲနေပါတပည့်ရင်တယောက်နေနဲ့ဆရာပေါ်အန်ဒီရဖြစ်ပေါ်လာမှာမလို့လားလို့ကြိုတင်တတိပေးနေတာပါဟုတ်လားဗျဆရာကဗုဒ္ဓဟူသားမဟုတ်လားဟုတ်တယ်အဲ့ဒါဆိုရင်ဆရာကဗုဒ္ဓဟူသားတွေရဲ့အသက်ပိုင်းခြားဟာ18 26 34 42 50 66 84စတဲ့နှစ်တွေထဲမှာရောက်နေရင်ဥပတ်ပေဆိုများကြုံကြိုက်နိုင်တဲ့နှစ်တွေဖြစ်နေတာကြောင့်ကိုယ်ခန္ဓာမှာသွေးထွက်ရခြင်းသွေးအန်စီခြင်းသွေးဝမ်းသွားခြင်းဒဏ်ရာအနာတရားကြောင့်သွေးယိုထွက်ခြင်းအချုပ်နှောင်ခံရခြင်းအလုတ်ကင်ပြောင်းရွှေ့ခံရခြင်းအလုတ်ပြုတ်ခြင်းယောဂဝေဒနာအပြင်းထန်ခံစားရခြင်းအမှုအခင်းတစ်မျိုးမဟုတ်တစ်မျိုးရှင်းလင်းရမှုမျိုးဖြစ်ပေါ်တတ်တယ်အေးဗျာအခုလိုသတိပေးပေါ်ရတာကျေးဇူးတင်ပါတယ်ထို့ကဲ့သို့အံပွားကြောက်ဖာဤပြောဆိုချက်များပေါ်ထောင်မူလေးဦးလာထေးဆိုသူသည်သတိထားဆင်ခြင်နေထိုင်မည်ဟုကတိပေးခဲ့၏သို့တော်လည်းအတိတ်ကံအကြောင်းတရားကဤအချိန်အခါသို့ဆိုက်ရောက်လာလျင်ဤသို့ဖြစ်ပေါ်လာလိမ့်မည်ဟုသတ်မှတ်ခဲ့လေသလားမသိဒီနေ့တွင်ပြဿနာတစ်ခုနှင့်ရုံးတင်လာသောအကျဉ်းသားတဦးကိုစစ်ဆေးနေရမှကိုထီလက်ရောက်ကျူးလွန်မှုဖြစ်ပွားသွားလေသည်ယင်းအမှုကိစ္စနှင့်ပြဿနာဖြစ်ပွားပေါ်ပေါက်လာကဌာနဆိုင်ရာစစ်ဆေးအရေးယူမှုဖြစ်ပေါ်လာလေသည်ယင်းပြဿနာဖြစ်ပွားပြီးနောက်ဌာနဆိုင်ရာမှအရေးယူသည့်အနေဖြင့်ထောင်မူလေးကိုကြောက်ဖြူအကျဉ်းထောင်စီသို့ပြောင်းရွှေ့ရန်အမိန့်စာထွက်ခဲ့လေသည်ယင်းပြဿနာနှင့်အတူယာဒူတိုးတက်ခြင်းမှ3နှစ်တိတိရက်ဆိုင်ရန်အမိန့်ပါပူးတွဲပါရှိလေတော့၏ဤကဲ့သို့အံပွားကြောက်ဖားအနေဖြင့်ဝိညာဉ်ဝင်ပူးနေသောမှော်ဝင်ပတိကုံလေးအားလက်ဝဲကင်ဆွဲလာခဲ့သည့်အချိန်မှစ၍တရားဓမ္မများကိုအပတ်တကုတ်ကျင့်ကြံပွားများလာခဲ့၏ဗုဒ္ဓတရားတော်၏အဆုံးအမများအတိုင်းကောင်းမြတ်သောအလုံးများကိုနှလုံးသွင်းလျက်ကောင်းမြတ်သောအကျင့်သီလများစောင့်ထိန်ကငါးပါးသီလကိုခါဝတ်ပစိုးကဲ့သို့မြဲမြံစွာထိမ့်သိမ်းဆောက်ရှောက်နေထိုင်ခဲ့လေသည်မိမိငယ်ရွယ်စဉ်အချိန်ကမတိနာမလဲပဲစိုးသွမ်းမိုင်မဲခဲ့မိသောဓမြတိုက်လူရက်ချင်းလုပ်ငန်းများကိုအပီးအပိုင်ဆွန့်လွတ်ပစ်ခဲ့လေသည်တရားဘာဝနာများကိုသာအစဉ်တစိုက်လေးလာလိုက်စားခဲ့သည့်အချိန်မှစ၍လူဖြစ်လာတော့လူဘဝမှာတန်ဖိုးရှိရှိနေထိုင်သွားရန်သာတန်နှိဋ္ဌံချမှတ်ထားလေသည်ယခုလိုထောင်မင်းသားအံပွားကြောက်ဖားတယောက်ကျိုးသမားအောင်သူထံမှရရှိလာသောမော်ဝင်ပတိကုံလေးကိုလက်ဝဲပိုင်ပိုင်ရရှိလာခဲ့သည့်အချိန်မှအစပြုပြီးမနောဝိညာဉ်များဝင်ကပ်ကအကြားအမြင်များဖြင့်ကြိုတင်နမိတ်ပြဖြစ်ပေါ်လာသည့်ဖြစ်ရများကိုအလင်းသင့်လျင်ဆက်လက်ရေးသားတင်ဆက်သွားပါဦးမည်စိတ်ဒရအောင်အခုဖတ်ပြခဲ့တာကတော့စာရေးသူစိတ်ဒရအောင်ရေးသားထားတဲ့ထောင်မင်းသားအံပွားကြောက်ပါနဲ့မရဏကျိုးစင်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်သုတရတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော် Audio Book လေးတွေနားထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာရတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်